ရင်စိတ်ဆင်းရဲနေပါတယ်။မဲလုံးနဲ့ဆက်စောကတော့သူတို့ဘဝတက်မှာပါရနေရပေါ့။သူတို့လိုချင်တာအကုန်ရှိတယ်။ဒီနေ့မှာတော့ဒီကောင်ဆောက်ကတော့ဒီနားမှာကားလာနေမမြင်ဘူးလား။စိတ်လုံးပါပဲ။နေဒီဆဲနေရသူတို့စီးလာတဲ့ကားနဲ့လက်ထုံဆက်ဖြစ်ပြောင်းလဲသွားပါတယ်။ချစ်စရာလေးတော့လို့ပြောနေမယ်စာချစ်လိုက်ပါလား။ရဲရင်ဘလို့လို့ဒီရောက်ညာလဲ။အရင်ကိစ္စပဲပေါ့ကွာငါအခုချိန်นี้အရင်လိုပြတ်မဖြစ်သေးဘူးမင်းတို့ညကောဘလို့လဲငါတို့လည်းအခုလိုအိုးစားနေပါပဲဟာအေးကွာဖြင်းရှင်းတဲ့နေနဲ့ရှင်းနေချင်တယ်ဟုတ်တယ်ကွာမဟုတ်ရင်ဘယ်ကောင်မလေးမှလာကြိုက်မှာမဟုတ်တော့ဘူးဒါဆိုဒီအိုးကိုသွားခွဲလိုက်အောင်လေဟုတ်တယ်ငါဘသူသားလဲဆိုတာသိစေရမယ်ငုံမြရဲ့သားဟုတ်တယ်မလားသူတို့၃ယောက်လုံးအိုးစားသွားလို့ဖြင်းရှင်းတဲ့နီးလန်းကိုရှာနေပါတယ်အဲ့ဒီအိုးကိုဒုံနဲ့